insurance ဆိုပြီး accident ဖြစ်တဲ့နေ့မှာ company ကဒီ case ကို cover မပေးဘူးပြောရင်ဘယ်လိုလုပ်မလဲလူများစုက insurance ဆွဲတော့ကအကုန်စိတ်ချရပြီလို့ထင်တတ်ကြတယ်ဒါပေမဲ့ claim လုပ်တဲ့အချိန်မှာပဲအမှန်တရားကထွက်လာတတ်ပါတယ်ဒီနေ့ဗီဒီယိုမှာ insurance ဆွဲတဲ့အချိန်တခြားမသိရင်မိတ်ဆွေတို့အတွက်နင်နာစေနိုင်တဲ့အချက်၅ချက်ကိုပြောပြပေးပါမယ်ဒီ၅ချက်ကိုမသိထားဘူးဆိုရင် insurance ဆွဲတာက protection မဟုတ်ဘဲနဲ့ risk တစ်ခုထပ်တိုးသွားစေနိုင်ပါတယ်ဗီဒီယိုကိုအဆုံးထိလိုက်ပါကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ပါတယ်။ဘာကြောင့်လဲဆိုတော့နောက်ဆုံးချက်ကလူအများဆုံးလွဲတာဖြစ်တယ်လို့ပါ။တဲ့ဈေးသက်သာတာတစ်ခုလည်းပဲကြည့်ပြီးဝယ်ခြင်းလူတော်တော်များများကဈေးသက်သာတာကိုကြည့်ကြတာများပါတယ်။ဒါပေမဲ့မိကုန်းကမိတ်ဆွေဝယ်မဲ့ insurance က coverage ဘယ်လောက်ထိရလဲ။ own damage ပါလား float damage ရောပါလားနောက်ထပ် third party limit ဘယ်လောက်ထိရလဲတခြားသိထားဖို့လိုပါတယ်။တစ်ခါတလေဈေးသက်သာတာက coverage နဲ့နေလို့ဖြစ်နိုင်ပါတယ်။ insurance ဆိုတာကဈေးကိုအဓိကကြည့်ရတာမဟုတ်ပါဘူး။ protection level ရတာအဓိကဖြစ်ပါတယ်။နဲ့ policy detail မဖတ်ပဲလက်မှတ်ထိုးခြင်းလူအများဆုံးလုပ်တဲ့အမှားက policy စာရွက်ကိုသိချမဖတ်ပဲလက်မှတ်ထိုးတာကိုပေးရမယ့်ငွေဘယ်လောက်လဲသိချာမသိတာ claim များရင်နောက်ထပ် insurance ထုတ်ဝယ်တဲ့အခါ premium ကြီးထပ်တိုးနိုင်လား company ကသတ်မှတ်ထားတဲ့ coverage restriction ရှိလားစသဖြင့်သိချာစုံစမ်းသင့်ပါတယ်တချို့ company တွေက network coverage မှာပဲပြင်ခွင့်ပေးတဲ့အတွက်ကြောင့်ပါသိချာမပတ်ထားဘူးဆိုရင် claim လုပ်ချိန်မှာပြဿနာပေါ်လာတဲ့အတွက်ကြောင့်ပါတော့ agent ပြောသမျှယုံပြီးသိချာ confirm မလုပ်ခြင်းတချို့ agent တွေက company ကစီးတာကရှိတတ်ကြတယ်သူပြောတာမှန်တယ်လို့မပြေဆုံးနိုင်တာလည်းရှိနိုင်ပါတယ်ဒီရေးကြီးတာက company official document ကိုသိချာဖတ်ပြီးမှ confirm လုပ်ပါ coverage list ကိုလိုရမယ်ရ screenshot ယူထားသင့်ပါတယ်နောက်ထပ် line ချက်ကိုလည်းတင်ထားသင့်ပါတယ်ဒီ claim process လုပ်ပုံလုပ်နည်းမမေးထားခြင်းအစီအစဉ်ဖြစ်ရင်ဘယ်လိုလုပ်ရမလဲသိထားပြီလား hotline ပဲဖုန်းကိုခေါ်ရမလဲကုမ္ပဏီကိုယ်စားလှယ်ကဘယ်အချိန်အတွင်းရောက်နိုင်မလဲ police report လုပ်ဖို့လိုအပ်သလားစသဖြင့်သိချာမေးထားမှသာ claim လုပ်ရအဆင်ပြေစေနိုင်မှာဖြစ်ပါတယ်တချို့ကုမ္ပဏီတွေက service နေတတ်တဲ့အတွက်ကြောင့်ပါ insurance က paper ပေါ်မှာပြည့်စုံနေပေမဲ့ service မကောင်းရင်လည်းစဉ်းကျင်ရနိုင်ပါတယ်ငါကိုကားအချိန်နဲ့မကိုက်ညီတဲ့ plan ဝယ်မိခြင်းမိမိကအသက်လားအဟောင်းလားပုံမူတည်ပြီးဝယ်တဲ့ insurance ကိုရှာပါ new car ဆိုရင် first class insurance ကိုစဉ်းစားသင့်ပါတယ်ပိုကားဆိုရင် insurance 2 plus or 3 plus ဆိုရင်ကိုငေါနိုင်ပါတယ်ကားတန်ဖိုးနဲ့မကိုက်ညီတဲ့ plan ဝယ်မိရင်မလိုအပ်ပဲပတ်စံပူကုန်နိုင်တဲ့အတွက်ကြောင့်ပါ insurance ဆိုတာလူတိုင်းအတွက်တူညီတဲ့ plan မဟုတ်ပါဘူးကိုကားတန်ဖိုးကိုမောင်းနေမှုအတွေ့အကြုံနဲ့ကိုက်ညီအောင်ရွေးချယ်သင့်ပါတယ်insurance မဝယ်ခင်ဒီချက်၅ချက်ကိုသိချာစစ်ဆေးပြီးမှဝယ်ယူဖို့အကြံပြုပါတယ်။တဲ့ insurance ဈေးကိုမဟုတ်ပဲ coverage ကိုအဓိကကြည့်ပါ။နဲ့ policy ကိုသိချာဖတ်ပါ။၃ agent ကို blind trust မလုပ်ပါနဲ့။၄ claim process သိအောင်လုပ်ထားပါ။၅ကိုယ်ကနဲ့ကိုက်ညီတဲ့ plan ကိုသာရွေးချယ်ပါ။ကားအမှားခံက accident ဖြစ်ချိန်မှသာတမိုးပေါ်လာပါတယ်။ဒီဗီဒီယိုကမိတ်ဆွေတို့အတွက်အသုံးဝင်မယ်ဆိုရင်ရှောင်း H Auto ကို like and subscribe လုပ်ပေးဖို့တောင်းဆိုပါရစေခင်ဗျာနောက်ထပ်လည်းကားနဲ့ပတ်သက်ပြီးသိထားတဲ့ knowledge တွေကို share လုပ်ပေးသွားပါမယ်ခင်ဗျာအဆုံးထိ like ပါကြည့်ရှုပေးတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ